တရက်ပင်စိုက်ပျိုးနည်းလျှို့ဝှက်ချက်လူအများစုကတရက်ပင်ကိုအစိတ်ကနေပဲစိုက်လို့ရတယ်လို့ထင်ကြတာပါဒါပေမဲ့တောင်သူတွေသုံးတဲ့အကိုင်းကိုဖျက်၍ပွားခြင်းလို့ခေါ်တဲ့နည်းလမ်းတစ်ခုရှိပါတယ်ဒီနည်းလမ်းကအစိတ်မပါပဲတရက်ပင်တစ်ပင်လုံးကိုဖန်တီးပေးနိုင်တဲ့လျှို့ဝှက်ချက်ပါဒီနည်းလမ်းကအရန်ကိုရိုးရှင်းပြီးအရန်ကိုအသုံးဝင်ပါတယ်အရင်ဆုံးကျမ်းမာတန်ဆွမ်းတဲ့တရက်ကိုင်းကိုရွေးချယ်ပြီးလက်မအနှဲငယ်ခန့်အထိတိချချုပ်ပါအရေးအကြီးဆုံးအဆင့်ကတော့ဒီအကိုင်းတိုလေးကိုမြေကြီးထဲမှာအလျားလိုက်စိုက်ပျိုးရမှာပါအဲ့ဒီလိုလုပ်ခြင်းအပြင်အကိုင်းပေါ်ကအဖူးငယ်လေးတွေတိုင်းကနေအမြစ်တွေနဲ့အညွန့်အသစ်တွေပေါက်လာနိုင်တဲ့အလားအလာရှိလို့ပါပဲရဲအနေငယ်ကြားတဲ့အခါမှာအကိုင်းရဲ့အောက်ခြေကနေအဖြူအောင်အမြစ်တွေထွက်လာပြီးအပေါ်ကနေစိမ့်လန်းတဲ့အရွက်သစ်တွေပေါက်လာတာကိုမြင်ရပါလိမ့်မယ်ဒါဆိုရင်တရက်ပင်အသစ်တစ်ပင်စတင်ဖြစ်ပေါ်လာပြီးပေါ့ဒီနည်းလမ်းရဲ့အကောင်းဆုံးအချက်ကဘာလဲသိလားအစိတ်ကနေစိုက်ပျိုးတဲ့အပင်ထက်ဆိုင်ဒီလိုမျိုးအကိုင်းဖြတ်ပြီးတော့စိုက်ပျိုးတဲ့အပင်ကပိုပြီးတော့မြန်မြန်တီးနိုင်ခြေများပါတယ်ဘာလို့လဲဆိုရင်တော့သူကအသီးသီးနေပြီးသားအပင်ကြီးစီကနေဖြတ်ယူထားတာမို့လို့ပါဒါဟာအိမ်မှာကိုချစ်ရတဲ့တရက်ပင်မျိုးကိုစပွားခြင်းသူတွေအတွက်တကယ်ကိုအကောင်းဆုံးပါပဲထူးခြားတဲ့စိုက်ပျိုးမှုအတွေ့အကြုံကိုရကျင်နေဆိုရင်တော့ဒီအကိုင်းဖြတ်၍စိုက်ပျိုးခြင်းနည်းကိုစမ်းကြည့်ဖို့ကျွန်တော်တို့အားပေးလိုက်ရပါတယ်